ကဲအန်တူဆိုအန်တရီဆိုမတို့မဲဘုံဘိုးရဲ့အခန်း2ရဲ့2ရက်မြောက်နေ့အခန်း2ရဲ့2ရက်မြောက်နေ့မှာနောက်နှစ်ပတ်သက်ပြီးဆိုတာမျိုးပြောချင်တာနောက်နှစ်ပတ်သက်ပြီးဆိုတာတဲ့စနေအနေနဲ့ဆိုတော့နောက်နှစ်ခန်းတဲတစ်ခုရှိမယ်နောက်နှစ်ဆွေတဲရှိမယ်နော်နောက်နှစ်ခန်းတဲကလည်းနောက်နှစ်ပတ်သက်ပြီးနိခန်းစုရုပတ်သက်ဒီလေဒီခါခါဝါရုကပတ်သက်ဆက်နွယ်သည်ဆိုတဲ့အဓိပ္ပာယ်ရှိတာအဲ့တော့ခွန်နိုမွန်တိုင်းနိခန်းတဲဒီပု္ပ္ပစာနဲ့ဒီပြဿနာနဲ့ပတ်သက်ပြီးခွန်နိုမွန်တိုင်းနိခန်းတဲတဲ့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဂေါ်ဤခန်းအာရီမတ်ကထင်မြင်ချက်ရှိပါသလားတဲ့ဂေါ်ကကြတော့ဤခန်းကထင်မြင်ချက်ခန်းကြီးနှလုံးနဲ့ဂေါ်ဆိုတော့ဂေါ်ဖြစ်တာနော်ရင်ကြည်ပြောတာပေါ့နော်နောက်ပြီးတော့နိုဂယောနိခန်းစုရုတို့ရွန်ဘုံကိုယော်မှုနိုဂယောဆိုတာတို့လေယာနဲ့ပတ်သက်တဲ့ရွန်ဘုံကိုယော်မှုဆိုတော့စာတန်းကိုဖတ်ကြမယ်အဲ့တော့နိခန်းတဲဒီလဲနောက်နှစ်ပတ်သက်ပြီးနောက်နှစ်ဆွေးတဲဒီလဲနောက်နှစ်ပတ်သက်ပြီးပဲဘာကွာလဲဆိုရင်နောက်နှစ်ဆွေးတဲဒီအပြောမှာသုံးဒီနောက်နှစ်ခန်းတဲကအရေးမှာသုံးတယ်လို့ပဲမှတ်မယ်အဲ့တော့နီဟွန်ဘုံကနိဆွေးတဲဘန်ကျိုဆူရူဂျပန်ရဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့စာလေ့လာတယ်နောက်ပြီးတော့ဂျူကန်နိဆွေးတဲတော့ချွီကိုယော်မှုဂျူကန်ဆိုတော့စာမေးပွဲနဲ့ပတ်သက်တဲ့သတိထားစရာချူဤဆိုသတိပေးချက်ကိုယော်မှုဆိုတာဖတ်တယ်အဲ့တော့နောက်တစ်ခုအဲ့တော့နောက်နှစ်ပတ်သက်ပြီးကဘယ်နှမျိုးရှိရလဲ2မျိုးနောက်နှစ်ခန်းတဲနောက်နှစ်ဆွေးတဲ့နောက်နှစ်ပတ်သက်ပြီးဘာကွာလဲအရေးနဲ့အပြော9ကောက်ပြောမယ်အဲ့တော့အောက်ကနောက်တစ်ခုကိုဆက်သွားမယ်တန်ခီယောဟိုနီရောတယ်ဗျမိုးလေဝသကျင်ညာချက်အရာအဲ့ဒါဆိုရင် तू ကမိုးလေဝသကတန်ခီယောဟိုကျင်ညာမိုးလေဝသကျင်ညာချက်ကတန်ခီယောဟိုနီရောတယ်ဗျဆိုတာအရာအဲ့တော့နောင်နီရောတယ်ဗျဆိုရင်နောင်အရာလို့ပြောမယ်ဒါပေမဲ့နောင်နီရောတယ်ဗျလို့ကြက်ရင်ရမှာမဟုတ်ဘူးအဲ့တော့တန်ခီယောဟိုနီရောတယ်ဗျမိုးလေဝသကျင်ညာချက်အရာတန်ခီယောဟိုနီရောတယ်ဗျမိုးလေဝသကျင်ညာချက်အရာတန်ခီယောဟိုနီရောတယ်ဗျမိုးလေဝသကျင်ညာချက်အရာတန်ခီယောဟိုနီရောတယ်ဗျမိုးလေဝသကျင်ညာချက်အရာတန်ခီယောဟိုနီရောတယ်ဗျတဲ့မိုးလေဝသကျင်ညာချက်အရာတဲ့အာရှတာဝါတဲ့ဟာရဲရူရာရှိတဲ့မနက်ဖြန်နေတာမဲပုံပေါ်တဲ့နောက်တစ်ခုကစခင်းတော့ရှိဂျီရှင်းဝါတဲ့ခုနတော့ငလင်ကားတဲ့တဲတဲပြီးတော့စခုဟိုနီရောရူတို့TV ရဲ့ထုတ်လွှင့်မှုเนาะ TV ကျင်ညာချက်အရာTV ကျင်ညာရဲ့အရာရှင်းတိုစန္ဒဆိုတာရှင်းတိုဆိုရဲပြင်းအားက3ဒီဂရီ3လို့ပြော3လို့ကြားတယ်တဲ့အဲ့တော့တန်ခီရောဟိုနီရောတယ်ဗျမိုးလေဝသကျင်ညာချက်အရာရမလားအဲ့တော့နောင်နီခန်းစတဲနောင်နီဆွေးတဲ့နောင်နှစ်ပတ်သက်ပြီးဘာကွာလဲအရေးနဲ့အပြောနောက်တစ်ခုကတန်ခီရောဟိုနီရောတယ်ဗျမိုးလေဝသကျင်ညာချက်အရာနောင်အရာเนาะအဲ့တော့နောက်တစ်ခုကနောင်နီရောတဲနောင်နီရောတဲကိုပြောချင်တယ်ဆိုရင်လိုက်မှတ်မယ်နောင်နီရောတဲ equal to နံပါတ်1ကနောင်ကြောင့်ဖြစ်နောင်ကြောင့်ဖြစ်တယ်ဘာသာပြန်မှာနောင်ကြောင့်လို့ဘာသာပြန်မယ်နောက်ကလိုက်မဲ့ကောင်ကဖြစ်တယ်လို့ဘာသာပြန်မယ်နောက်ကနံပါတ်2ကနောင်ပေါ်မူတည်မတူကွဲပြားအဲ့တော့ဘာသာပြန်တာကဒီနောင်နိရောတဲကိုဘာသာပြန်တာကနောင်ပေါ်မူတည်တယ်လို့ဘာသာပြန်ပြီးတော့နောက်ကလိုက်မဲ့ဟာမတူကွဲပြားတာလိုက်မယ်တဲ့အဲ့တော့နံပါတ်3အချက်ကကြတော့နောင်အားဖြင့်လှုပ်ဆောင်ခြင်းခံရဘာသာပြန်တာကအားဖြင့်နောက်ကလိုက်မှာကလှုပ်ဆောင်ခြင်းခံရเนาะ and 3ဆိုမှတုံးမယ် series တစ်ခုကိုကိုင်းမယ်ဆိုရင် and 3ကိုလည်းဆိုမှတုံးမယ်ကိုင်း and 2ကိုလည်းဆိုမှတုံးမယ်ကိုင်းအဲ့ဒါဆိုရင်ကျောင်းသားအနေနဲ့မှာဘယ်လိုပြောမလဲတက်တောင့်တက်တာရှိတယ်နောက်တစ်ခုကဆရာရောပဲ and 3ကိုလည်းဒီဆရာ and 2ကိုလည်းဒီဆရာဆိုလို့ရှိရင်ဒီဖတ်စာအုပ်ဒီဆရာဆိုလို့ရှင်ကျောင်းသားအနေနဲ့မှာတတ်တာမှုရှိတယ်เนาะဟော connection မိတာပေါ့ပြောရမယ်ဆိုရင်တော့ဗောเนาะအဲ့တော့တဲ့ခတဲ့ဝါတဲ့ဒိုရောခုနိရောတဲ့သူကသူ့ရဲ့လုံလာဝရိယကြောင့်မလို့နောင်ကြောင့်နောက်မှာဖြစ်တာဘျောခီကိုတဲ့ခိုခုဖုခုစတာယောဂါကိုပြန်လဲတွန်းလှန်နိုင်ခဲ့တယ်တဲ့ဖုခုဆိုတာပြန်လန်ဖုခုရှူလေပြန်လောက်တာလို့ပြောเนาะခိုခုဖုခုစတာပြန်လဲတွန်းလှန်နိုင်ခဲ့တယ်ဟီတိုနီယောတဲ့လူပေါ်မူတီးပြီးတော့ခန်းကားရဲ့ခါတာကချီကာကြီးမှာစဉ်းစားပုံစဉ်းစားနည်းကကွဲပြားပါတယ်တဲ့အဲ့တော့ဒါနောင်ပေါ်မူတီးမတူကွဲပြားအဲ့တော့တိုင်ဖွန်းနီယောတဲ့တိုင်ဖွန်းကြောင့်မလို့သူရာနေကတိုဘာစားတဲ့တာခေါင်မိုးတွေကလွင့်စင်သွားခဲ့တယ်တဲ့အဲဆိုတော့နောင်နီရောတဲနောင်ကြောင်ဖြစ်နောင်ပေါ်မူတီမတူကွဲပြားနောင်အဖြစ်လှုပ်ဆောင်ခြင်းခံရအဲ့တော့နောင်နီခန်းစတဲနောင်နေပတ်သက်ပြီးနောင်နီဆွေးတဲ့လည်းနောင်နေပတ်သက်ပြီးဘာကွာလဲအရေးနဲ့အပြောတန်ခီရောဟိုနီရောတယ်ဗျမိုးလေဝသကျင်ညာချက်အရာနောင်နီရောတဲနောင်ကြောင်ဖြစ်နောင်ပေါ်မူတီမတူကွဲပြားနောင်အဖြစ်လှုပ်ဆောင်ခြင်းခံရလို့မှတ်ပါမယ်